အသားရည်ခွဲခြားခြင်းခံရပေမဲ့အမေရိကန်ပြည်ထောင်စုရဲ့ပထမဆုံးအသားရမတူသမ္မတအဖြစ်သမိုင်းဝင်ခဲ့တဲ့သူငယ်ဘဝမှာခက်ခဲကြမ်းတမ်းရုပ်ကန်ခဲ့ရပေမဲ့ကမ္ဘာဩဇာကြီးမားတဲ့အမေရိကန်ရဲ့44ယောက်မြောက်ဖြစ်လာခဲ့တဲ့သမ္မတဘာရက် ဟူစိန်အိုဘားမားအရှေ့အာဖရိကကင်ညာနိုင်ငံကဖခင်ဖြစ်သူနဲ့အမေရိကန်ပြည်ထောင်စုကန်ဆတ်ပြည်နယ်ကမိခင်ဖြစ်သူတို့ကအိုဘားမားကို1962ခုနှစ်ဩဂုတ်လ4ရက်နေ့ဟာဝိုင်ယီပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။သူငယ်စဉ်မှာပဲမိဘများကွာရှင်းခဲ့ပြီးဖခင်ဖြစ်သူကကင်ညာကိုပြန်သွားခဲ့တယ်။အစိုးပိုက်ကလေးကသူ့ရဲ့ဘဝဟာစိတ်ခိုမှုများပြင်းနှင်းနေခဲ့တယ်။ဒါပေမဲ့သူကထူးခြားတဲ့မျိုးလက်ကျင်တဲ့ရည်မှန်းခြင်းများဖြင့်ကြီးပြင်းလာခဲ့ပြီးအခြေအနေများမလွယ်ကူနေရင်တောင်ပိုမိုကောင်းမွန်တဲ့ဘဝကိုအမြဲတမ်းအိမ်မက်မက်ခဲ့တဲ့သူတစ်ယောက်ပါမိခင်ကသူ့အောင်မြင်မှုတွေလိုအပ်သမျှကိုပံ့ပိုးပေးတယ်မိခင်ရဲ့စူးစမ်းလုပ်ကိုင်တတ်တဲ့စိတ်ဓာတ်နဲ့ပညာရေးကိုယုံကြည်မှုတို့ဟာသူ့ကိုအရေးကြီးဆုံးသင်ခန်းစာများရရှိစေခဲ့တယ်ငယ်စဉ်ကအိုဘားမားဟာသူ့ရဲ့ပတ်ဝန်းကျင်နဲ့လက်လျိုးညီထွေမှုမဖြစ်ပဲသူဟာမတူညီတဲ့ယဉ်ကျေးမှုတစ်ခုကြားမှာခက်ခဲစွာရပ်တည်ခဲ့ရတဲ့အပြင်ကျောင်းမှာလည်းဦးထဲသို့အသားမဲ့ကျောင်းသားဖြစ်နေလို့မကြာခဏဆိုသလိုအပြင်လူတူလို့ခံစားခဲ့ရတယ်အချိန်ကြာမြင့်စွာကိုအိုဘားမားဟာသူ့ရဲ့ပင်ကိုအမတ်လက္ခဏာနဲ့ရုပ်ကန်ခဲ့ရပေမဲ့နောက်ပိုင်းမှာသူ့ရဲ့မတူညီတဲ့နောက်ခံကိုခွန်အားအဖြစ်လက်ခံလိုက်တယ်သူ့ရဲ့ထူးခြားတဲ့နောက်ခံဟာလူမျိုးမခွဲခြားပဲလူအချင်းချင်းနားလည်မှုရရှိစေရန်နဲ့ကွဲပြားမှုများကိုပေါင်းကူပေးနိုင်ဖို့ကပညာရေးဟာအဓိကတိုးချစ်ပဲဆိုတာကိုသူနားလည်ခဲ့တယ်။ထက်တန်းကျောင်းပြီးနောက်ကယ်လီဖိုးနီးယားရှိအော့စ်ဒန်တက်ကောလိပ်ကိုပြောင်းရွှေ့ခဲ့ပြီးဒီကတစ်ဆင့်နယူးယောက်မြို့ရှိကိုလံဘီယာတက္ကသိုလ်ကိုပြောင်းရွှေ့ပြီးနိုင်ငံရေးသိပ္ပံကိုလေ့လာခဲ့တယ်။ကိုလံဘီယာမှာလူမျိုးရေးမညီမျှမှုနဲ့ဆင်းရဲနွမ်းပါးမှုလူ့ဘောင်ဖွဲ့စည်းကိုထိခိုက်စေတဲ့ကိစ္စရပ်များကိုပုံမစိတ်ဝင်စားလာခဲ့ပါတယ်။ပညာရေးပြီးဆုံးပြီးနောက်အိုဘားမားဟာချီကာဂိုသို့ပြောင်းရွှေ့ပြီးရပ်ရွာလူထုစီစဉ်သူအဖြစ်လုပ်ကိုင်ခဲ့တယ်။ဒီလောက်ကခက်ခဲကြမ်းတမ်းလဲသူကလူအများရဲ့ပြဿနာကိုနားထောင်ပြီးအပြောင်းလဲများဖြစ်ပေါ်လာစေဖို့နီလန်းများကိုရှာဖွေခဲ့တယ်။ချီကာဂိုကရက်ကွက်များမှာသူ့ရဲ့လုပ်ငန်းဟာလူအများပေါင်းစုပြီးကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့ဆိုတဲ့ယုံကြည်ချက်ကိုသင်ကြားပေးခဲ့တယ်။ပုံမကြီးမားတဲ့တရားမှုရရှိစေရန်အတွက်နိုင်ငံရေးလောကထဲကိုဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့တယ်။1996ခုနှစ်အီလီနွိုင်းပြည်နယ်ထက်လော့တိုအမတ်ဖြစ်ဝင်ရောက်ရှင်းပြိုင်ခဲ့ရအနိုင်ရရှိခဲ့တယ်။သူကကျင်းညာများထဲလူအများနဲ့ဓာတ်ရိုက်စကားပြောခြင်းကိုအာရုံစိုက်ပြီးမဲဆွယ်စည်းရုံးခဲ့တယ်။2004ခုနှစ်ဒီမိုကရက်တစ် National Convention မှာမိခွန်းပြောကြားခွင့်ရရှိခဲ့ပြီးဒီမိခွန်းကသူ့ရဲ့ဘဝကိုထာဝရပြောင်းလဲစေခဲ့တယ်။သူက Liberal America နဲ့ Conservative America ဆိုတာမရှိဘူး။အမေရိကန်ပြည်ထောင်စုသာရှိတယ်လို့ပြောကြားခဲ့ရဒီစကားကနိုင်ငံတော်ရှိလူအများရဲ့စိတ်နှလုံးကိုထိမိခဲ့ပြီးသူ့ကိုနိုင်ငံတော်အစ်စ်ထိရောက်ရှိစေခဲ့တယ်။2004ခုနှစ်မှာအမေရိကန်ထက်လော့တိုအမတ်ဖြစ်ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးဝါရှင်တန် DC မှာတာဝန်ထမ်းဆောင်ခဲ့တယ်။2009ခုနှစ်မှာအိုဘားမားကိုသမ္မတလောင်းအဖြစ်တရားဝင်ကြေညာခဲ့တယ်။2008ခုနှစ်နိုဝင်ဘာလ4ရက်နေ့ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီးအမေရိကန်ပြည်ထောင်စုရဲ့ပထမဆုံးအသားမဲ့သမ္မတဖြစ်သမိုင်းကိုရေးထိုးနိုင်ခဲ့တယ်။ဒီအောင်ပွဲကမျိုးလက်ချင်းရဲ့သင်္ကေတဖြစ်ပြီးပုံမကောင်းမွန်ပြီးဒန်းတူညီများသောအမေရိကန်ကိုယုံကြည်သူတွေအတွက်အောင်ပွဲဖြစ်တယ်။သမ္မတရာထူးစတင်ထမ်းဆောင်ချိန်မှာစိတ်ခိုမှုများစွာကိုရင်ဆိုင်ခဲ့ရတယ်။ငွေကြေးအကျပ်တဲ့အီရန်နဲ့အာဖဂန်နစ္စတန်စစ်ပွဲများနဲ့တန်းနဲ့ချီတဲ့လူတွေအလုံးလက်မဲ့ဖြစ်နေခဲ့ကြပါတယ်။ဒီမှာတဲ့စီးပွားရေးပြက်ကတ်ကိုအမွေစစ်ခံခဲ့ပြီးစီးပွားရေးစနစ်ကိုတည်ငြိမ်စေရန်အတွက်အမေရိကန်ပြန်လည်ထူထောင်ရေးနဲ့ပြန်လည်ရင်းနှီးမြှုပ်နှံမှုဥပဒေကိုအတည်ပြုခဲ့တယ်။သူရဲ့ပထမသက်တမ်းမှာထင်ရှားဆုံးအောင်မြင်မှုတစ်ခုဟာအတန်းနိုင်ဆုံးစောင့်ရှောက်မှုဥပဒေကိုအောင်မြင်စွာတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ကျန်းမာရေးစောင့်ရှောက်မှုကိုအခြေခံလူ့အခွင့်အရေးဖြစ်သူယုံကြည်ခဲ့ပြီးဒီဥပဒေကြောင့်အမေရိကန်လူမျိုးတန်းပေါင်းများစွာအမခံကြေးရရှိခဲ့ကြတယ်။2011ခုနှစ်မှာတိုက်ခိုက်မှုများရဲ့ဦးဆောင်သူဖြစ်တဲ့အိုဆာမာဘင်လာဒင်ကိုလောက်ကျမဲ့မစ်ရှင်ကိုခွင့်ပြုခဲ့တယ်။သူကနိုင်ငံတကာတင်းမာမှုများကိုစစ်ရေးထက်တမန်ရေးဖြစ်ဖြည့်ရှင်းရန်ရွေးချယ်ခဲ့ပြီး2015ခုနှစ်အီရန်နျူကလ িয়ার သဘောတူညီချက်ကိုဖော်ဆောင်ရမှာကူညီခဲ့တယ်။သူရဲ့ဒုတိယသက်တမ်းမှာ2015ခုနှစ်ပဲရဲရာသီဥတုသဘောတူညီချက်ကိုဖော်ဆောင်ရမှာအဓိကခန်းကဏ္ဍကပါဝင်ခဲ့တယ်။2019ခုနှစ်ဇန်နဝါရီလမှာရာထူးမှနှုတ်ထွက်ခဲ့လေသူရဲ့ဩဇာလွှမ်းမိုးမှုမှာဆက်လက်တည်ရှိနေပါတယ်။အနာဂတ်ခေါင်းဆောင်မျိုးဆက်တွေများကိုလှုပ်ဆော်ရနဲ့စမ်းဆောင်ရည်မြင့်တင်စေရန်အတွက်အိုဘားမားဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့တယ်။ကမ္ဘာအနှံ့ခီးသွားပြီးစီးလုံးညီညွတ်မှုမျိုးလက်ချင်းနဲ့ကမ္ဘာလုံးဆိုင်ရာပြဿနာများကြောင့်မိခွန်များပြောကြားခဲ့ပါတယ်။သူရဲ့ကိုယ်တိုင်ရေးအထုပ်ပတ်တီအပလိုမက်လန်ကို2020ခုနှစ်မှာထုတ်ဝေခဲ့ရအယောင်ရဆုံးစာအုပ်တအုပ်ဖြစ်လာခဲ့တယ်။ဒီစာအုပ်မှာရာထူးသက်တမ်းအတွင်းသူရဲ့ရုပ်ကံမှုများအောင်ပွဲခံမှုများနဲ့ခက်ခဲတဲ့ဆုံးဖြတ်ခြင်းများချမှတ်ပုံကိုအတွင်းကျကျဖော်ပြထားပါတယ်။ငါရဲ့အားနည်းချက်ပဲလေဆိုပြီးဒီတိုင်းမနေပါနဲ့အားနည်းချက်ကိုခွန်အားဖြစ်အောင်ကြိုးစားပါကဘာကြီးပြောင်းလဲဖို့မစောက်ပါနဲ့ပင်ကိုယ်တိုင်သာအပြောင်းလဲဖြစ်ပါစေ။